ရှိရတန်ကြဘယ်ရောက်ရှိရဒီသားကုန်ရလုပ်ပေးတာဘာလို့လဲနိဟုတ်အရှင်ပြတပည့်တော်တို့မြန်မာပြည်သားကုမ္ပဏီနဲ့လာလူတန်းအောင်ဗျာနည်းလေးရတော့ကိုနည်းလေးရတော့တင်ရရဒီနောက်တစ်ခါတင်ပေးပါအောင်နောက်တစ်ခါရှင်ပြဒီဘူးတွေကစီတီဘူးတွေဗျာသုံးနှစ်တိတိခံပါလေဗျာအေးပါအဲ့လိုကြာတာမှအေးနဲ့လိုက်တော့ဒီမှာဒီတော့လည်းပြန်မဲဆိုတော့เจ้าမှာရေပေးတင်နေရရှိတယ်ရှိတယ်ရှိတယ်နောက်တစ်ခါတင်ပေးဗျာဟာကောင်းလာလေရေအဆုပ်လည်းတင်လိုက်ပါမလို့မိုးထိုးမှာပဲတော့ဆရာတော့ငါပဲကြကြောင်းဒီဒီမှာဒီပြောလားဟာဒီလိုက်စီတာကျေးဇူးပါခင်ဗျာပြီးတော့ဒီစီလာကြတာဗျာအေးသားမြန်မာပြည်သားကုန်ပြန်လာတယ်ဟောအေးသားအဲ့ရနေကြရပါဒါကိုမြန်မာပြည်သားကုန်ပြန်လာပြီဗျာစစ်တူဘူးတွေနော်ဘူးပေးပဲစားလိုက်ရတယ်ကြာနော်ဒါဘူးပွင့်ပေးစားလို့ရတယ်ဒါစားရကြာအော်တော့ပြန်ကြာပြီရအောင်တော့ရပြီးလိုက်တေချာကန်ခဲ့လားဘာပါကြောင်းလဲတော့လာခဲ့မယ်လာခဲ့မယ်အိမ်ချက်ပေါ့နော်အိမ်ချက်ကကျွန်တော်တို့ဒီလေးစားအောင်မယ်အောင်းမြင့်ကြီးခံတယ်ဗျာဟုတ်ကဲ့ပါဗျာတန်းစားရုံပဲဟုတ်ကဲ့ငါးတက်တာတွေရောပဲပြုတ်ပေါင်းတွေရောပါတယ်နော်ငါးတက်တာတွေရန်နေစားရုံပဲပေါ့မြန်မာပြည်သားကုန်ပြန်ထုတ်တဲ့ပစ္စည်းတွေဟောအိမ်ချက်ပေါ့နော်အိမ်ချက်ဟောပေးပါတော့ခင်ဗျာလူလေဟုတ်ဘူးမြန်မာပြည်သားတန်ကြီးလေးလေးကိုပြရဝေရလားဒီနေ့လေးတော့မဟုတ်စားလို့ခုစားလို့ဒါပါရန်ကုန်ရှိကောင်းတယ်ဘာလဲရဲလို့လည်းသိရဟောအဲ့ဒါဆိုရင်အိမ်ချက်ရတော့တွေ့လားအဲ့ကြောင်ပါဘူး။ဘာလဲဘူးလက်မကြောက်စစ်စစ်ပဲ။ရစစ်စစ်ဆောက်ရတယ်စစ်စစ်ကောင်းစစ်။အဲမှာပေါင်းသားဒီ50ရှိအားကြပါလား။ဘူးတော့ဒီလေလာလေ။အားရဘူးလားကြားရဟာပါလား။ပြီးပါလားပြန်ပြန်ရတယ်။ဒီဝါနီကြားရဟာသာပြန်နေတာ။ဟုတ်ကဲ့မာလီသားအိမ်ချက်ပါ။ဒီရထိုင်တာပါဒီတော့ဒီပါပြီပါဘာမှညောင်းတာလဲဒီမှာလေငါပြီးသားအိမ်ကြပါဟုတ်ကဲ့ပါဟုတ်ပါကျေးဇူးပါဟုတ်ကဲ့ပါကိုအိမ်မှာလူမယောက်ရှိတယ်ကိုဟောရှိရလားဟောဟုတ်ပြီလာကြီးအောင်နောက်တော့မှ哎呀，我终于过去了，呀，ဟုတ်ကဲ့ပါဟုတ်ကဲ့到，一直没有，来来我，ကိုစီတူဘူးတွေလေးလားဟုတ်ဒီတိုင်းဖွင့်စားရုံပဲလို့呀，OK ပါကိုကျေးဇူးပါလို့ဘယ်မရောက်ပြလို့ရဟုတ်ဒီလိုပေးကြလို့ပါငါပြီးသားအိမ်ကြပါဒါလည်းပဲဒီမှာပြီးတိုင်းအိမ်ကြောကိုစီတူဘူးတွေပေးတာပေါ့နော်3နှစ်လောက်ခံတယ်နော်ဟုတ်ကဲ့ပါပေးရအောင်နော်ဟုတ်မြန်မာပြည်သားပြည်ကြီးတွေဝေပေးကြတော့ပါအိမ်ချက်ပြည်ကြီးတွေဝေပေးကြလို့စီတူဘူးတွေအဲ့ဒီကိုလူလေးအောင်နော်လူလေးဒီပါတရင်ဖောက်ထားလို့ရ
အိမ်မှာချက်တဲ့အိမ်ချက်လိုက်တာအိမ်ချက်